ဝက်ကလေးတကောင်ကနိုးလာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ပျောက်ဆုံးနေတာကိုတွေးလိုက်ရပြီးတားသက်သမားကအဲ့ဒီကိုလုံးကိုပြင်ဆင်နေတာကိုတွေးတော့အတော်လေးထိတ်လန့်သွားပါတယ်တကားပွင့်နေတာကိုသတိထားမိလိုက်တဲ့ဝက်ကလေးဟာတတိကိုမွေးပြီးစားပွဲပေါ်ကနေလိန်ဆင်းလိုက်ပါတယ်တားသက်သမားကအတန်ကြားပြီးမဲ့ကျမ်းပြင်ကိုငုံမကြည့်ပဲအလူကိုပဲဆက်လုံနေခဲ့တယ်ကန်ဆိုးတာကဝက်ကလေးမှာခြေထောက်တွေမရှိတော့လို့ထွက်မပြေးနိုင်ပါဘူးဒါပေမဲ့သူဟာကြက်ခြေထောက်တစ်ချောင်းကိုတွေးသွားပြီးခြေထောက်အဖြစ်အသုံးပြုလိုက်ပါတယ်ဝက်ကလေးဟာတကားစီကိုအမြန်ပြေးသွားခဲ့တယ်အသွေးနဲ့ရောက်တဲ့အခါသူ့ရဲ့သူငယ်ချင်းတွေအားလုံးမရှိတော့ပဲအသားတွေဖြစ်ပြောင်းလဲသွားတာကိုတွေးလိုက်ရတယ်ရုတ်တရက်အေးခန်းတကားပိတ်သွားပြီးတေဆုံးသွားတဲ့သူငယ်ချင်းတွေနဲ့အတူသူဟာပိတ်မိသွားပါတော့တယ်ဝက်ကလေးဟာဝမ်းထဲချီကွဲသွားပြီးလက်စားချီဟိုဆုံးဖြတ်လိုက်တယ်သူဟာအေးခန်းထဲမှာရှိတဲ့အသားဆက်တွေအကွင်းအကြံတွေကိုသူ့ကိုယ်မှာလိုက်ကပ်ပြီးကြီးမားရှည်လာတဲ့တတဝါကြီးတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်တားသက်သမားကအေးခန်းတကားကိုဖွင့်လိုက်တဲ့အခါအရက်ရှိရှိဝက်မစ်စာရည်နဲ့ရင်ဆိုင်လိုက်ရတယ်ဝက်ကလေးဟာတားသက်သမားကိုအလွယ်တကူပဲနိုင်နှင်းလိုက်ပြီးသူ့ရဲ့ကြက်တငယ်ချင်းကို Minecraft ထဲကလို့သုံးခွားချွင်းတစ်ခုပေးလိုက်ပါတယ်နောက်တနေ့မှာတော့တားသက်သမားဟာဝက်ကလေးအရင်ကအထားခံရတဲ့စားပွဲပေါ်မှာအချီခံထားရလျက်နိုးလာပါတော့တယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဝက်ကလေးကတားသက်သမားကိုရုပ်သေးရုပ်လိုမျိုးနောက်ကနေကြိုးခိုင်းနေတာပါအဲ့ဒီနောက်သူဟာဘဝစမျက်နှာတက်ကိုစတင်ဖို့အတွက်စိုင်ထဲကနေထွက်ခွာသွားပါတော့တယ်ဒါကြောင့်သင်ဟာဒရိတ်ဆန်လေးတွေကိုချစ်မြတ်နိုးတယ်ဆိုရင်မှတ်ချက်ပေးခဲ့ပြီး subscribe လုပ်ထားကြပါဦး